မချင်မှတ်ထားတဲ့ခြေလမ်းနဲ့အလှမဲ့လောကကိုတုံ့လုံးစေမဲ့ Miss Grace ပရိသတ်တွေမျှော်လင့်နေတဲ့အတိုင်းကူးဆိုရင်တော့ဖြစ် Miss Grace တရား Miss Universe မြန်မာဝင်ပြိုင်မယ်ဆိုတော့ကိုအသိပေးလာခဲ့ပြီးသူမကိုချစ်တဲ့ပရိသတ်တွေနဲ့ Miss ပွဲကိုအားပေးတဲ့ပရိသတ်တွေအတွက်ကတော့ဝမ်းသာစရာတဲ့လို့ဆိုရပါမယ်။ Miss Universe မြန်မာလိုင်စင်ကို2အန်တွေရရှိသွားတဲ့အချိန်မှာပဲ2အန်တွေကနေသူ့ကိုပြိုင်မှုလာရောက်ဆွေးနွေးတဲ့နာမည်ကြီးမင်းသမီးရှိကြောင်းတင်လိုက်ကြတဲ့ကပရိသတ်တွေကသူ့လိုမိကုန်းနဲ့ရေကုန်စိတ်လှရှာနေကြတာပါ။ဟိုဆန်တဲ့မျက်နှာထား English ကေပိုင်နိုင်မှုခန္ဓာကိုယ်ကောက်ကြောင်လှပမှုတွေကြောင့် Miss ပြိုင်မယ်ဆိုရင်ပြိုင်လို့ရတဲ့အနေအထားဖြစ်ပြီးကောက်ဝက်တွေလေ့ကျင့်နေကအခုဆို Miss ပြိုင်မှုအသင့်ဖြစ်ပြီးဖြစ်ကြောင်းကိုဗီဒီယိုတွေနဲ့ပါချပြလာတာကြောင့်အံ့အားသင့်ကုန်ကြပါတယ်။ရုပ်ရှင်ဘက်ကိုအားစိုက်နေရကြောင်းပရိသတ်တွေကသူမ Miss ပြိုင်မှုကိုတိတ်ပြီးတော့မမျှော်လင့်ထားကြပါဘူး။သူမအနေနဲ့ရုပ်ရှင်တော့လည်းတော်တော်လေးကိုမှအောင်မြင်ပြီးပရိသတ်တွေစီကနေတော်တော်လေးချီးကျူးခံနေရတာပဲဖြစ်ပါတယ်။ မော်ဒယ်တရုတ်ဆောင်တဦးဖြစ်တဲ့အတွက် Miss Universe မြန်မာပြိုင်ပွဲမှာဘယ်လိုတွေချပြမလဲဆိုတာကိုတော့စောင့်ကြည့်စရာပါပဲ။ Miss Universe မြန်မာ crown ကို Miss Grace ကနေသိမ်းပိုက်သွားမယ်လို့ပရိသတ်တို့ရောထင်ကြလား။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။